ဘဝကိုတည်ဆောက်ဖို့အတွက်ပဲခံလုံတဲ့ကြောင်ပြချက်နဲ့ဝေဒနာတွေငါ့ကိုတပုံကြည့်ပေးခဲ့ပုံပြောခဲ့သလားချစ်သူရဲ့စဉ်းစားတိုင်းငါထိတ်လန့်ရဲ့မြင်နိုင်တဲ့ငါတော့ကွယ်မှာနင်ဘလို့ရှိမယ်ငါမသိ